ငါပါဒါလေးအခုရောက်နေရတဲ့ရောက်ဒါလေးတော့ကျွန်တော်တို့စင်ကောင်းတောင်ရဲ့အထက်မှာချင်းမြို့ကြီးဆယ်ဖြစ်ပါတယ်အခုမြေထဲကိုကြည့်မယ်ဆိုလို့ချင်းဒါဒီဘက်တစ်ချမ်းလုံးကရေကလုံးဝအကြည့်ကြီးစီးနေအောင်တွေ့ရလိမ့်မယ်ဗျာနော်ပြီးလိုက်ဒီဘက်ထိပ်ပိုင်းလေးကကြတော့ဒီထိပ်ပိုင်းလေးကကြတော့ရင်းကြီးစီးနေအောင်တွေ့ရလိမ့်မယ်လားရင်းကြီးပေါ့နော်အဲ့မှာရင်းကြီးစီးနေအောင်တွေ့ရပါလိမ့်မယ်ဒါတော့ဒါစင်ကောင်းတောင်ကအဲ့မှာနော်ဒီဘက်ကဒါမြို့ကြီးဆယ်ကြီးပေါ့မြို့ကြီးဆယ်ရဲ့အခုဟိုမှာလမ်းမြင်နေရဟာတွေကတော့မြို့ကြီးဆယ်ရေပိုလွဲဖြစ်ပါတယ်ဒါမြို့ကြီးဆယ်ရဲ့ရေပိုလွဲပါမြို့ကြီးဆယ်ရဲ့ရေပိုလွဲရနေပြီးမှဆယ်ထဲမှာရေပြည့်ပြီးမှသွားသူအော်တိုရှင်းပြီးကြာလာတဲ့ဟာပေါ့နော်ရေပိုလွဲထားတဲ့ဟာပါအဲ့ရေပိုလွဲထားတဲ့ဟာအဲ့တောင်နေမှာပတ်ပြီးတော့မှအဲ့မှာစီးပြီးဝင်လာပါတယ်မြစ်ထဲကိုစီးဝင်လာပါတယ်ဒီဘက်ကကျတော့ထက်ကကျတော့တန်မိုချောင်းပေါ့နော်အဲ့ချောင်းကကျတော့ဒါကျွန်တော်တို့ထပ်မှမိုးများလို့ရှိရင်တောင်ကျရေစီးတင်လာတဲ့မြောင်ဖြစ်ပါတယ်ဆင်းတောင်လန်းတွေကနေပြီးမှကျလာတဲ့တောင်ကျရေတွေပေါ့ရေနီတွေပေါ့နော်အဲ့တော့အဲ့ရေနီတွေနဲ့ဒီဘက်ကရေအကြီးတွေကဆယ်ထဲမှာသိမ်းထားတဲ့လောင်ထားတဲ့ရေကတော့အကြီးတွေပေါ့ဗျာအဲ့နှစ်ခုကရောပြီးတော့ဆင်းနေရကြောင်းမလို့ရေအကြီးတွေကများကြောင်းမလို့ကျွန်တော်တို့ကြောက်ဆက်ရောက်တဲ့အခါမှာရေကတားကြီးမနှောက်တာပေါ့နော်ဆွန့်အောင်နေတားကြီးပေါက်နေအောင်မနှောက်ဖက်နဲ့အကြီးတွေများနေရပေါ့နော်ဒီဘက်မှာသူကအကြီးရပို့ပြီးကျတာဆယ်ဘောနေပြီးရှန်ကြတဲ့ရေကများတာပေါ့နော်အဲ့ဒါကြောင့်မလို့ပါအခုဒါကတော့ရေတက်တာမတက်တာကြတော့ကျွန်တော်တို့ထပ်မှမိုးများရဆိုလို့ရှိရင်ဒီတန်မိုချောင်းကနေပြီးရေကျအားများလို့ရှိရင်တော့ရေတက်တာကတော့ရေတက်နိုင်တာပေါ့ဗျာအဲ့လိုမျိုးပါပြဿနာတော့ဟိုဒါကတော့ဒါနှစ်ခုရဲ့စုံနေနေရပါတော့ဒီဘက်ကဒါမျိုးကြီးတဲ့ရေပိုလွဲနေပြီးတော့ရှန်ကြလာတဲ့ဒီဘက်ကကျတော့တန်မိုချောင်းကနေပြီးစီးလာတဲ့ဘက်ဒီအားကျတော့ဒါဒီနှစ်ခုကနေမှသင်းဒီထဲကိုစီးသွားတာအဲဒါကြောင့်မလို့ဒီဘက်တစ်ချမ်းကြီးကရေကြီးတောက်ပြီးတော့ဒီဘက်ထိပ်လေးကတော့ရေနီရေဖြစ်နေရပါတော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အခုရေပိုလွဲနောက်ကိုသွားပြီးတော့ရိုက်ပြပေးမယ်ဒါကရေပိုလွဲအဝေးကနေလမ်းရိုက်တာပေါ့နော်ရေပိုလွဲအနီးနားလေးကိုဆက်သွားမယ်